ဖုန်းပြန်မဖြစ်ရင်နှစ်ခါထပ်ပို့မခေါ်ပါနဲ့မိမိရဲ့ဖုန်းကိုဖြေဖို့ထက်အရေးတကြီးလုပ်နေတယ်လို့မှတ်ပါကိုပြောချင်တဲ့အကြောင်းလေးစာပို့ထားလိုက်ပါခင်ဗျာပိုက်ဆံချေးထားရင်နည်းများမဆိုပြန်ပေးပါပစ္စည်းငှားထားရင်လည်းအတူတစ်ချောင်းကအစဘောပန်စာအုပ်ထီအစုံအကုန်ပြန်ပေးပါအကယ်၍ကိုဖျောက်လိုက်မိရင်မူလပစ္စည်းထက်တန်ဖိုးမနှဲတဲ့ဟာကိုဝယ်ပေးပြီးတော့ sorry လို့ပြောပါပြီးတော့ကြားမဖြတ်ပါနဲ့ဘာလို့အိမ်သာပဲတက်တက်ကားပဲမောင်းမောင်းတန်းစီပါပြီးရင်သူများမုတ်ဝဲကျွေးတာစားရင်ဈေးအကြီးဆုံးဟင်းလျာဒါမှမဟုတ်စားစရာမမှားပါနဲ့ဖြစ်နိုင်ရင်ကျွေးမွေးတကားခံသူကိုပဲစိတ်ကြိုက်မှာပါစီခင်ဗျာပြီးတော့သူများဖြေဖို့အခက်တွေ့စေမဲ့မေးခွန်းတွေမမေးပါနဲ့ဥပမာမယူကြသေးဘူးလားလစာဘယ်လောက်ရလဲဒါမျိုးတွေပေါ့ဗျာနော်အပြင်တကယ်ချင်းတွေနဲ့တက္ကစီအတူတူပေါင်းစည်းတဲ့အခါတကယ်ချင်းကငွေရှင်းပေးရင်နောက်တစ်ခါမဖြစ်မနေကိုကရှင်းပေးပါအတူတစ်ပါးရဲ့အမြင်တွေကိုလေးစားပါကိုနဲ့သဘောထားချင်းမတူတာကိုလက်ခံပါခင်ဗျာအရေးတကြီးမှမဟုတ်ရင်ညာကြီးမိုးချုပ်ဖုန်းမဆက်ပါနဲ့ပြီးရင်သူများစကားပြောနေတဲ့အချိန်ကြားဖြတ်မပြောပါနဲ့ခင်ဗျာပြီးတော့ကိုစနောက်လိုက်တာသူတစ်ပါးမကြိုက်ဘူးဆိုရင်ချက်ချင်းကိုရက်ဆိုင်ပါနောက်လဲအဲ့ဒီလိုဘတော်မှမစားနောက်ပါနဲ့ခင်ဗျာကိုကူညီတဲ့သူတိုင်းကိုအသေးမွားလေးကအစကျေးဇူးတင်ကြောင်းပြောပါကြီးကျူးစရာရှိရင်လူရှိသူရှိမှချီးမွမ်းပေးပါဝေဖန်မှုကိုတော့နှစ်ခုကြားမှသာဝေဖန်ပါခင်ဗျာကိုပြောနေတာကိုစိတ်ဝင်စားဟန်မပြရင်လေအကုန်ခံပြီးဆက်မပြောပါနဲ့တော့ခင်ဗျာသူစိတ်မဝင်စားတာကိုဘလို့သိနိုင်တယ်လဲဆိုရင်ခတ်တူအပြေးပေးတာတို့အကြည့်တွေတခြားစီကိုရောက်နေတာကိုနဲ့တဖြည်းဖြည်းဝေးသားတာမျိုးတွေဖြစ်ပါတယ်အပြီးတော့ခန္ဓာဝိတ်အတက်အကျနဲ့ပတ်သက်ပြီးတော့ဘတော်မှမဝေဖန်မိပါစေနဲ့ခင်ဗျာလူတွေ့ရင်ဝါလာတယ်နော်ပိန်သွားတယ်နော်စသဖြင့်ပြောတာကတစ်ဖက်သားကိုအားငယ်စေပါတယ်ခင်ဗျာခီးရှည်မသွားခင်ရေချိုးတန့်စင်မှာကိုဘေးမှာလာထိုင်တဲ့သူကတင့်ကိုကျေးဇူးတင်ပါလိမ့်မယ်အရန်ပြင်းတဲ့ရေမွေးဆွတ်ထားတာမျိုးတော့ရှောင်ပါခင်ဗျာကိုနှာခေါင်းနဲ့သူ့နှာခေါင်းကမတူနိုင်ဘူးလေတယောက်ကသူ့ရဲ့ဖုန်းကနေဓာတ်ပုံပြလို့ရှိရင်လေပြတဲ့ပုံကလွဲပြီးအရှိအနောက်လှန်မကြည့်ပါနဲ့ခင်ဗျာဘာပုံတွေရှိနေလဲဆိုတာမပြောနိုင်ဘူးလေနော်ပြီးတော့ကို့အတိလုတ်ဖို့ကင်ဘက်ကဆရာဝန်သွားပြမယ်ဆိုရင်ဘာဖြစ်တာလဲဘာယောဂါလဲမမေးပါနဲ့အစားစားအရာအဆင်ပြေပါစေနေကောင်းအောင်နေပါလို့သာပြောပါခင်ဗျာသူ့အချိန်နေသူပြောချင်မှသာပြောပါစေသူမပြောချင်ရင်ကိုလည်းအတင်းမေးမြန်းရမကြောက်ဘူးပေါ့ဗျာနော်ပြီးတော့ကိုလက်အောက်ကလက်အောက်ငယ်သားတွေနဲ့ဆက်ဆံရင်ကို့အထက်ကလူတွေကိုဆက်ဆံတဲ့ပုံစံနဲ့ပဲဆက်ဆံပေးပါကို့အောက်ကလူတွေကိုရိုင်းဆိုင်ဆက်ဆံတာအထင်ကြီးစရာမရှိပါဘူးခင်ဗျာလူရန်စားမခွဲကြပဲတလေးတစားဆက်ဆံရင်သူများလဲကိုသတိထားမိပါလိမ့်မယ်ပြီးတော့အစီအစဉ်ဆွဲစရာဆွေးနွေးစရာတွေရှိရင်အဲ့ဒီအစီအစဉ်မှာမပါဝင်နိုင်တဲ့သူရဲ့ရှေ့မှာမဆွေးနွေးမတိုင်ပင်ပါနဲ့ခင်ဗျာဥမာအပျော်ခီးထွက်ကြတာမျိုးပေါ့ဗျာနော်နောက်ထပ်ငကြက်တက်ထားတဲ့သူကိုစကားသွားမပြောပါနဲ့သူများတော့နားရီပိုင်းနေချင်တာကိုတေးရှင်ရေးဆိုရင်တော့ငကြက်ကြီးကိုဆွဲဖြုတ်ပြီးသားအော်ပြောပါခင်ဗျာပြီးတော့ကိုစားစရာတစ်ခုခုလာကျွေးလို့ကိုမစားချင်ရင်အစာကလေးကမစားတာပါဆိုပြီးတော့ရင်ချင်းညင်းမှာစားကြည့်ပြီးမှမချိုမချင်းမျက်နှာနဲ့ညင်းရင်ကျွေးတဲ့သူလည်းစိတ်မကောင်းဖြစ်တာပေါ့ဗျာပြီးတော့ကိုအတီတယောက်ကရုပ်ပိုင်းဆိုင်ရာတိတိတတ်ပြောင်းလဲသွားရင်ရမ်းဝါလာတယ်ပိန်ကျသွားလိုက်တာခေါင်းပြောင်လာလိုက်တာနှပူးကြီးပြောင်လာလိုက်တာဆူဆူရွာဝက်ချံပေါက်တာအစရှိသဖြင့်ပေါ့ဗျာသွားပြီးတော့မဝေဖန်ပါနဲ့တင်မပြောလဲသူတို့ကိုသူတို့သိပါတယ်သူတို့လိုလာလာစပြောလာရင်တော့တမျိုးပေါ့ခင်ဗျာပြီးတော့ကိုနဲ့မဆိုင်တဲ့ဟာဆိုရင်ဆက်ဆက်ဆုစုမနေပါနဲ့ခင်ဗျာဒါပြင်သူများကားသူများဆိုင်ကငှားစီရင်စီအပြည့်ဖြည့်ပြီးမှပြန်ပေးပါပြီးတော့လူထူထက်တဲ့နေရာတွေမှာစိတ်လိမ့်မတောက်ပါနဲ့အထူးသဖြင့်ကလေးငယ်တွေနဲ့ကိုဝင်တွေအနားမှာရှိနေရင်လုံးဝမတောက်ပါနဲ့ခင်ဗျာဒါပြင်ကိုအခန်းကလွဲရင်ဘသူအခန်းပဲဖြစ်ဖြစ်မဝင်ငယ်တကားခောက်ပါနောင်တရစရာတွေရှောင်ပြီးသားဖြစ်ပါလိမ့်မယ်ခင်ဗျာပြီးတော့အများသုံးရင်စီးနေတဲ့အခါစကားကိုအကျယ်ကြီးပြောတာတို့ဖုန်းအကျယ်ကြီးပြောတာတို့မလုပ်ပါနဲ့တချို့နိုင်ငံတွေမှာဘတ်စကားပေါ်မှာပဲဖြစ်ဖြစ်ရထားစီးနေတဲ့အချိန်ပဲဖြစ်ဖြစ်ဖုန်းမပြောရဥပဒေရှိပါတယ်ခင်ဗျာစုပေါင်းစီးဝေးနေတဲ့အချိန်မှာလည်းမိမိရဲ့ဖုန်းတန်ကြောင့်အနှောက်အယှက်မဖြစ်ပါစေနဲ့ခင်ဗျာကိုယ့်ရဲ့ဖုန်းမှာ miss call ဖြစ်ခဲ့ရင်လည်းပြန်ခေါ်ပေးပါနောက်ဆုံးကတော့သူတစ်ပါးအသက်မွေးပညာကိုအလကားလောက်ခိုင်းတာကိုရှောင်ကျင်ပါသူများကအချိန်ငွေချွေးတွေနဲ့ရင်းထားတာကိုလေးစားပါခင်ဗျာ